မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ငငယ်ကအိမ်မက်တွေကိုတကယ်ဖြစ်လာစေခဲ့တဲ့ Time Machine ဆိုတာကြီးကိုလူတိုင်းယူသွတ်သွားအောင်လုပ်ခဲ့တဲ့ Back to the Future ဆိုတဲ့ Legend ကားကြီးကို recap လုပ်ပေးသွားမှာပါကဲဒီကားထဲမှာဘာတွေပါလဲဆိုတော့ကောင်မလေးနဲ့ချင်းသွေးဟိုတဲ့သိပ္ပံပညာကိုပိုစိတ်ဝင်စားတဲ့အဖိုးကြီးတစ်ယောက်သူ့ရဲ့အမြဲတမ်းမျက်စိလည်နေတဲ့တပည့်ကျော်လေးတစ်ယောက်ပြီးတော့ဒုံးပြန်လူမြန်တဲ့ကားအစုပ်လေးတစ်စီးကဲ okay အချိန်တွေဖြုံးနေတော့ကျွန်တော်တို့အတူတူတကိုးငါ1985ကိုခဏလောက်ပြန်သွားလိုက်အောင်ဇလန်အစမှာတော့ကျွန်တော်တို့ရဲ့မင်းသားကျော်မာတီမက်ဖလိုင်းကိုစတွေ့ရပါတယ်သူကတာမန်ကျောင်းသားလေးတစ်ယောက်ပါပဲဒါပေမဲ့သူ့မှာထူးထူးဆန်းဆန်းတမင်ချင်းတစ်ယောက်ရှိတယ်အဲ့ဒါကတော့အယူလို့အားလုံးကတတ်မှတ်ထားတဲ့သိပ္ပံပညာရှင်ကြီးဒေါက်ဘရောင်းပါပဲမာတီတရားကိုဒေါက်ရဲ့အိမ်ကိုရောက်သွားတဲ့အချိန်မှာဒေါက်ကအိမ်မှာမရှိဘူးဒါပေမဲ့အိမ်ထဲမှာရှိတဲ့နာယီပေါင်း1600ကကြောက်နဲ့မြည်နေတာပေါ့မာတီလည်းပြင်းပြင်းရှိတာနဲ့ဒေါက်လှုပ်ထားတဲ့ giant speaker ကြီးကိုဂီတာနဲ့ထူးတီးလိုက်တာဘုံကနေဆိုပြီးလွင့်ထွက်သွားရောဒါတော့မာတီကဒါကတော့တကယ်ကိုအတန်ကောင်းတာပဲတဲ့အေးလေနားမပင်းသွားတာပဲကံကောင်းအိမ်ပြန်ရောက်တော့မာတီရမိသားစုကိုတွေ့ရတယ်သူ့အဖေ George ကတော့တကယ်ငပိန်းလေးဗျာသူ့ရဲ့ boss ဖြစ်တဲ့ Biff ရအနိုင်ကျင့်တာကိုငုံခံနေတဲ့လို့သူ့အမေကလည်းအရက်လေးတမြတ်နဲ့နာတို့တုန်းကတော့အိမ်တွေရှိတာယောက်ျားလေးနောက်ကိုလိုက်မကြည့်ဘူးဆိုပြီးမာတီကိုဆုံးမနေသေးတာဒါပေမဲ့နောက်မှကြည့်လိုက်အောင်သူ့အမေအငယ်ဘဝကဘလောက်လဲလဲဆိုတာမူရင်တမိုင်းကြောင်းအရာတော့ George ကကားတိုက်ခံရမှာမာတီရဲ့အမေ Lorraine နဲ့ဆုံရမှာအခုတော့မာတီကဝင်ကဲလိုက်လို့မာတီကပဲကားတိုက်ခံလိုက်တာမာတီနိုးလာတော့သူ့အမေရဲ့အိတ်ခိုင်ထဲမှာသူ့အမေကသူ့ကိုပြုစုရင်းနဲ့မာတီကိုကျွေးနေတာဗျသူ့တောင်းမှမသိချဘူးလေမင်းအမေက Calvin Klein လာတဲ့မာတီရဲ့အတွင်းကမှရေးထားတဲ့အသဆိုင်ကိုကြည့်ပြီးနာမည်အောင်မေ့နေတာမာတီလည်းကြောက်လန့်နဲ့အိမ်ကနေထွတ်ပြေးပြီးငငယ်တုန်းက Doc Brown စီကိုအပြေးသွားပါတော့တယ်မာတီတရားတခုံ955က Doc Brown ရဲ့အိမ်ကိုရောက်သွားတယ်အဲ့ဒီချိန်က Doc ကခေါင်းမှာဖတ်ကနေဆိုရင်စစ်ကူတွေတိနိုင်တဲ့ဆက်ကြီးတက်ပြီးမာတီကိုစမ်းတက်မိတာမာတီကကျွန်တော်အနာဂတ်ကလာတာပါလို့ပြောတော့ Doc ကယုံမလားမယုံဘူးပေါ့ဒါပေမဲ့မာတီက Doc ဘလို့လုပ်ပြီးတိုင်းမစင်းစိတ်ကူးရခဲ့တာလဲဆိုတဲ့လွှဲရွှဲချက်အိမ်တော်ထဲမှာချော်လဲပြီးခေါင်းနဲ့စောက်မိရကလေ flux capacitor ကိုစိတ်ကူးရခဲ့တာကိုပြောပြလိုက်ကောင်မှာ Doc တယောက်မျက်လုံးပြူးသွားတာငါရဲ့တီးထွေးမှုကြီးကတကယ်အောင်မြင်သွားတာလားဆိုပြီးပျော်သွားတာပေါ့ဒါပေမဲ့ပြဿနာကအဲ့ဒီမှနေမပြီးသေးဘူးဗျမာတီကို1985ပြန်ပို့ဖို့အတွက် 1.21 gigawatt ရှိတဲ့လျှက်စစ်အားလိုတယ်အဲ့ဒီခေတ်မှာအဲ့ဒါလောက်အားကြီးတဲ့ဘက်ထရီကဘယ်ရှိမလဲ Doc ကတော့စိတ်ပြက်လက်ပြန်နဲ့ဒီလောက်အားရဖို့ဆိုရင်မိုးချိုးပစ်မှာပဲရမှာလို့ပြောနေတော့မာတီကလက်ကန်းစာလေးတစ်ဆောင်ကိုတတိရသွားတယ်အဲ့ဒါကတော့နောက်အပတ်စနေနေ့ညမှာမြို့ကနိုင်စင်းကိုမိုးချိုးပစ်မယ်ဆိုတဲ့သတင်းပဲဒါပေမဲ့နောက်ထပ်ပြဿနာကြီးတစ်ခုကမာတီရဲ့အိတ်ခဲထဲမှာသူ့မောင်နှမတွေရဲ့ထပ်ပုံတွေကလူပုံရိပ်တွေကတဖြည်းဖြည်းပျောက်ကွယ်နေပြီဆိုလိုတာကသူ့အဖေနဲ့အမေကိုသူကကွဲအောင်လုပ်လိုက်ပြီလို့သူ့တိုင်းလဲလူလောကတွေကပျောက်ကွဲသွားတော့မှာဗျမာတီလဲသူ့ကိုသူမပျောက်သွားအောင် George ကို Lorraine နဲ့ပြန်ပေးစားဖို့ကြိုးစားရတော့တယ်ဒါပေမဲ့ George ကတော့တကယ်ငပိန်လေးဗျနောက်ဆုံးမာတီကဘာလုပ်လဲဆိုတော့ညဘက်ကြီး George အန်ကိုအာခါတဝတ်စုံကြီးဝတ်သွားပြီးငါက Vaganjo ကလာတဲ့ Darth Vader ကွာမင်း Lorraine နဲ့မချင်းတွေ့ဘူးဆိုရင်မင်းအုံနောက်ကိုအရေးဖြော်ပေးမယ်ဆိုပြီးနားတက်ကြီးတဲ့ heavy metal တချင်းနေနဲ့နှိမ့်ဆက်တော့မှ George တယောက်ကြောက်လန့်နဲ့သဘောတူပါတော့လေဒါပေမဲ့ကြားထဲမှာလူမိုက်ကြီး Biff ကရှိနေသေးတာလေမာတီကဝင်ပါတော့ Biff ရဲ့လူတိုက်ကမာတီကိုဝိုင်းဖမ်းတာပေါ့အဲ့ဒီမှာမာတီကကလေးတယောက်စီကစကူတာလေးကိုယူလက်ကင်ကိုဖြုတ်ပစ်ပြီး skateboard အဖက်ပြောင်းစီးဖြတ်လိုက်တာ1950မှကလူတွေပါးဆောက်အဟောင်းသားဖြစ်သွားရောမာတီကတော့စတိုင်းကြရက်နဲ့ Biff ရဲ့ကားကိုမြေဩဇာကားထဲထိုးထည့်လိုက်နိုင်ခဲ့တယ်ငါကတော့မြေဩဇာတွေကိုမုန်းလိုက်တာဆိုတဲ့ Biff ရဲ့ဩဇာကတော့အခုဒီနားထဲမှာကြားရောက်နေတော့ပဲနောက်ဆုံး Enchantment Under the Sea ဆိုတဲ့ကြောင်းကွဲညာကိုရောက်လာပါပြီ Biff ကတကယ်ကြီးရောက်ပြီး Lorraine ကိုအနိုင်ကျင့်နေလား George ကရောက်တကယ်ကိုတတိမွေးပြီး Biff ရဲ့မျက်နှာကိုလက်သွင်းရ white တိုက်လိုက်တာဘုံကနေဆိုပြီး Biff လွင့်ထွက်သွားရောနောက်ဆုံးမှာတော့ George နဲ့ Lorraine တို့အတူတူကြောင်းကွဲမှာကားပြီးနန်းလိုက်တဲ့အချိန်မှာမာတီရဲ့ပုံကဓာတ်ပုံထဲမှာပြင်ပေါ်လာပါတော့တယ်ဇလန်ကတော့ okay သွားပြီပေါ့ကဲမိဘတွေကိုပေးစားပြီးပြီဆိုတော့မာတီအတွက်အိမ်ပြန်ဖို့အချိန်ရောက်လာပြီဒါပေမဲ့မိုးကလည်းအတန်းရွာနေပြီဗျဒေါက်ကနိုင်စင်ရခိတ်ကနေလျှက်စစ်ကြိုးတွေကို DeLorean ကားနဲ့ချိတ်ဖို့အသေးအတန်းစူးစမ်းနေရတာမိုးကြိုးပြီးသူစကန်ပိုင်းမဲ့လို့တော့တဲ့အချိန်မှာကြိုးကပြုတ်ထွက်သွားရောဒေါက်မှာနိုင်စင်မိုကနေတွဲလောင်းကြီးဆင်းပြီးကြိုးတွေကိုပြန်ချိတ်နေရတာတကယ် Mission Impossible ကြနေတာပဲ
အချိန်ကကွက်တီပါဗျမိုးကြိုးကနိုင်စင်ကိုပစ်ချလိုက်ကတခဏမှာပဲလျှက်စစ်အားတွေကဒလော်ရီယန်ကန်ကိုစီးဝင်သွားပြီးဘုံကနေမာတီတယောက်1985ကိုလွင့်ထွေသွားပါတော့တယ်မာတီ1985ပြန်ရောက်တော့သူ့မျက်စီရှိမှတယ်ဒေါက်တယောက်အချမ်းဖတ်သမားတွေရဲ့ပစ်တတ်တာကိုခံရပြန်တယ်မာတီတယောက်ငိုယိုပြီးပြေးထွာတာပေါ့ဒါပေမဲ့အန်ကောဆရာကြီးဗျဒေါက်ကပြန်ထလာတယ်ဒေါက်ကအင်ဂျီအောင်မှာဂျူလီအင်ဂျီဝတ်ထားတာသူကမာတီပေးခဲ့တဲ့စာစုပ်ကလေးကိုပြန်ဆက်ပြီးဖတ်ခဲ့တာလေတမိုင်းเจ้าတွေပြတ်မှထက်ငါအသက်ရှင်ဖို့ကပိုအရေးကြီးတယ်လေဒါမှငါတို့ရဲ့ dog brown ပါဗျနောက်နေ့မနက်နိုးလာတော့မာတီရဲ့ဘဝကအရင်လိုမဟုတ်တော့သူ့အဖေ George ကနာမည်ကြီးစာရေးသားကြီးဖြစ်နေပြီအတိတ်မှာမာတီလုပ်ခဲ့တဲ့အကောင့်လဲလေးတစ်ခုကသူ့ရဲ့အနာဂတ်တစ်ခုလုံးကိုအကောင့်ဘက်ကိုပြောင်းလဲပေးလိုက်တာဒါကတော့ happy ending ပေါ့လို့ထင်နေတော့မှာပဲဒေါက်က DeLorean ကားကြီးမဲ့ဝုန်းဆိုပြီးသူတို့အိမ်ရှိဆင်းလာပြန်တယ်နာမည်ကြီးတစ်ခွန်းစကားတစ်ခုကိုပြောလိုက်တာပေါ့လမ်းဟုတ်လားငါတို့သွားမယ်နေရာမှာလမ်းတွေမလိုဘူးကွဆိုပြီးကားကြီးကအပေါ်ကိုပြန်တက်သွားပြီးအနာဂတ်ကိုဒုံဆိုင်မောင်းထွက်သွားတာနဲ့ပဲဇလန်လေးပြီးဆုံးသွားပါတော့တယ်ကဲဒါကတော့ Back to the Future ရဲ့ပထမက recap ပါပဲဒီကားကကျွန်တော်တို့ကိုပေးချင်တဲ့ message ကတော့မင်းတို့ရဲ့အနာဂတ်ဆိုတာမင်းတို့ကိုယ်တိုင်ဖန်တီးယူတာပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့မမေ့နဲ့ဦးတော့နော်အားလုံးကိုကျေးဇူးတင်ပါတယ်